Torres လိုလူအန်ဖီကွင်းကြီးတစ်ခုလုံးတိတ်ဆိတ်သွားခဲ့တယ်အန်တိုနီဂိုဒွန်ကလီဗာပူးပိတ်သက်တွေကိုသွေးတိုးဆန်းခဲ့ပါတယ်လီဗာပူးပိတ်သက်တွေဘက်ကိုလှည့်ကြည့်ပြီးသူ့ရဲ့နှထင်ကိုလက်ညှိုးထိုးပြပြီးတော့အောင်ပွဲခံပြခဲ့ပါတယ်ပွဲကစားချိန်36မိနစ်မှာပဲအန်တိုနီဂိုဒွန်ကလီဗာပူးဘက်ကိုအပိုင်ကန်သွင်းပြီးတော့နယူကာဆယ်အတွက်ဥဆောင်ကိုရယူပေးခဲ့တာပါအချိန်တွေအများကြီးကျန်ပါသေးတယ်လီဗာပူးက1994ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်သူတို့အင်ကွင်းမှာနယူကာဆယ်ကိုရှုံးတော့မှာလားလက်ရှိချန်ပီယံလီဗာပူးရဲ့နိုင်ပွဲပျောက်ဆုံးမှုဟာ6ပွဲထိရှေ့ကျသွားတော့မှာလားဖူကိုအီဂီတီဂီသာမရှိတော့ရင်အဲ့ဒီလိုဖြစ်နိုင်ပါတယ်မင်္ဂလာပါမြန်မာချင်းနဲ့ဘောလုံးကစားခြင်းသူများအတွက်ဘော်ဒီဘက်လာပါပြီဒီပြင်သစ်တိုက်စစ်မှုကတကယ်အမိုက်စားအဆုံးသတ်မှုနဲ့ခြေပါကိုသွင်းယူပေးခဲ့တယ်လို့ပထမပိုင်းမပြီးခင်မှာပဲဒုတိယဦးဆောင်ဂိုးကိုထပ်မံသွင်းယူပေးခဲ့လို့နီးပြအာနီစလော့တယောက်အားရကျဉ်းခဲ့ရပါတယ်ပရိသတ်တွေကသူ့ကိုချစ်ကြပါတယ်သူဘလောက်ထူးခြားလဲဘလောက်မြန်လဲဆိုတာအစကတည်းကလူတိုင်းမြင်နိုင်ပါတယ်လို့လီဗာပူးက၄ဂိုးတဂိုးနဲ့နိုင်တဲ့ပွဲပြီးမှအာနီစလော့ကပြောပါတယ်ဒီလိုဂိုးသွင်းစွမ်းရည်မျိုးကိုနယူကာဆယ်ရဲ့ကေးနောက်ဖွဲ့တွေအချင်းချင်းမြင်မှုခဲ့ကြတာပါနယူကာဆယ်က23နှစ်သား AKTK ကိုပြီးခဲ့တဲ့နွေရာသီအပါဝင်စုစုပေါင်း3ချိန်တိတိခေါ်ယူဖို့ကြိုးစားခဲ့မှုပါတယ်နယူကာဆယ်နီးပြအက်ဒီဟောင်းတော်လက်လျှော့ဝန်ခံခဲ့ရပါတယ်တခါတလေကျရင်ပြန်မဲ့ကစားသမားတော်တာကိုအတိမတ်ပြီးသွားသလိုကိုယ့်ဘက်ကခန်းစင်းအားနေတာကိုလည်းဝန်ခံရပါတယ်AKTK ဟာထိုးချွန်တဲ့ကစားသမားတစ်ယောက်ဖြစ်ပြီးဒီနေ့မှာခမားတို့အဲ့ဒါကိုမြင်ခဲ့ရပါပြီသူကရက်ရှိတဲ့မြန်နေပြီးတော့အဆုံးသက်လေတည်ကြတယ်လို့ပြောပါတယ်ဒီပွဲမှာ AKTK က2001ရာသီကမိုက်ကယ်အိုဝင်းနောက်ပိုင်းလီဗာပူးအတွက်လီ90နဲ့အထက်သွင်းယူနိုင်တဲ့အငယ်ဆုံးကစားသမားဖြစ်လာခဲ့ပါတယ် AKTK ရဲ့ခြေစွမ်းကိုကနဝင်တိုက်စစ်မှု Fernando Torres နဲ့တော့နှိုင်းယှဉ်နေခဲ့ကြပါပြီ AKTK ရဲ့ဒုတိယဂိုးက2009ခုနှစ်က Torres ချက်စီဘက်ကိုသွင်းယူခဲ့တဲ့ဂိုးနဲ့တပုံစံနေပါပဲဘောလုံးကိုဆွဲပြေးပြီးခက်လန်းလန်းကနေအသာလေးလှိမ့်သွင်းသွားတဲ့ပုံစံကတကယ်ကို Torres အတိုင်းပါပဲဒါကို Steven Gerrard ကလည်းသတိထားမိပါတယ်သူ့ကိုကြည့်ရတာ Torres နဲ့တူတယ်လမ်းကြောင်းထဲကိုပြေးထွက်သွားပုံက Torres အတိုင်းပဲသူ့ကိုကြည့်ရတာ Torres ကိုသွားသတိရတယ်လို့ပြောခဲ့ပါတယ်